လူသားတွေကဘာဦးအစကနေနှစ်ပေါင်းများစွာကလေးကအသုံးပြုလာခဲ့တဲ့လှေစိတ်တွေကိုယနေ့ချိန်ထိကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာတွေ့မြင်နေရဆဲအသုံးပြုနေကြဆဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ Share for you တိစီကျွန်တော် channel ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့လူအဖွဲ့အစည်းစီးပွားရေးနဲ့လူမှုဘဝတွေမှာမရှိမဖြစ်အရေးပါလာတဲ့လှေစိတ်တွေနဲ့ဂရိုးစိတ်တွေရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာဦးကာလာကလေးကလူသားတို့ဟာရေတူးနဲ့နီးစပ်တဲ့နေရာတွေမှာအခြေချနေထိုင်ခဲ့ကြပါတယ်။မြစ်ချောင်းအင်းအိုင်နဲ့ပင်လယ်တွေဟာလူသားတွေကိုပိုင်းခြားထားတဲ့အတားအဆီးတွေဖြစ်ခဲ့တယ်လို့တစ်ဖက်မှာလည်းဆက်သွယ်ရေးလမ်းကြောင်းတွေဖြစ်ခဲ့ပါတယ်။တရားမရှိသေးတဲ့တဘာဝအတားအဆီးတွေကိုကျော်လွှားဖို့နဲ့ရေလမ်းကြောင်းကိုအကျိုးရှိရှိအသုံးပြုဖို့အတွက်လှေစိတ်နဲ့ဂရိုးစိတ်တွေဟာအဓိကအသက်သွေးကြောအရေးပါတဲ့အရာတွေဖြစ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။လေစိတ်နဲ့ဂရိုးစိတ်တွေရဲ့အဓိကကျတဲ့မူလတာဝန်ကတော့လူနဲ့ကုန်ပစ္စည်းတွေကိုတစ်ဖက်မှတစ်ဖက်ကိုကူးပြောင်းပေးရေးပဲဖြစ်ပါတယ်။တရားတိဆောက်ဖို့ခက်ခဲတဲ့တဘာဝရေပြင်တွေမြစ်ပြင်ကျယ်တူးတွေကိုဖြတ်တန်းဖို့အတွက်ဂရိုးစိတ်တွေဟာအသက်သာဆုံးနဲ့အထီရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ကုန်းလန်းကနေဝိုက်ပတ်သွားရမယ့်ခီးစဉ်တွေကိုရေလန်းကနေဓာတ်ရိုက်ဖြတ်ကူးပေးခြင်းနဲ့ပြည်သူတွေရဲ့အချိန်နဲ့ခီးစိတ်ကိုအများကြီးသက်သာစေပါတယ်။ကုန်းလန်းပေါရောက်မှုနည်းပါတဲ့ကျွန်းစုများဒါမှမဟုတ်မြို့ဝကျွန်းပေါ်ဒေသများကကျေးလက်နေပြည်သူများဟာမြို့ပြတွေကိုလွယ်ကူစွာသွာလာနိုင်ရေးအတွက်ဂရိုးစိတ်တွေဟာတစ်ခုတည်းသောအားထားရာဖြစ်ပါတယ်။လေစိတ်ဂရိုးစိတ်ဆိုတာကရိုးရိုးရေလန်းစိတ်တစ်ခုမဟုတ်ပဲဒေတာတစ်ခုရဲ့စီးပွားရေးမောင်းနှင်အားလည်းဖြစ်ပါတယ်။စိုက်ပျိုးရေးထွက်ကုန်တွေရေထွက်ပစ္စည်းနဲ့အခြေခံစားသောက်ကုန်တွေကိုဈေးကွက်တွေစီအချိန်တိုအတွင်းတည်ယူပို့ဆောင်နိုင်အောင်ကူညီပေးနေကြပါတယ်။ကုန်းလန်းတည်ယူပို့ဆောင်ရေးထက်ရေလန်းတည်ယူပို့ဆောင်ရေးဟာကုန်စည်အမြောက်များကိုဈေးသက်သာစွာနဲ့တည်ဆောင်နိုင်တာကြောင့်ဒေတာတွင်ကုန်စည်နှုန်းကိုတည်ငြိမ်စေပါတယ်။လေစိတ်အနီးဝန်းကျင်စားတောက်ဆိုင်တွေကုန်စုံဆိုင်တွေတဲယူပို့ဆောင်ရေးဂိတ်တွေနဲ့တဲခိုခန်းတွေပေါ်ပေါက်လာတဲ့အတွက်အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုကြီးထွားစေပါတယ်။ဂရိုးမောင်းသူများလှေထိုးသူများကုန်တင်ကုန်ချလုပ်သားများစိတ်ကန်းဝန်ထမ်းများနဲ့စိတ်ကန်းစီမံခန့်ခွဲသူများစတဲ့အလုပ်ကိုင်ပေါင်းများစွာကိုဓာတ်ရိုက်ဖန်တီးပေးပါတယ်။ဂရိုးစိတ်တွေဟာလူထုအများစုစုဝေးရနေရဖြစ်တဲ့အတွက်သတင်းအချက်လက်ကူးလူဖလှယ်ရာလူမှုရေးအရာထိတွေ့ဆက်ဆံရာနဲ့ဒေသဆိုင်ရာယဉ်ကျေးမှုတွေကူးလူစီစဉ်ရာဗဟိုအချက်လည်းဖြစ်ပါတယ်။ရေကြားမြေကြားတိုင်းဒေသများမှာကျောင်းသားကျောင်းသူအားလုံးဟာစာသင်ကျောင်းကိုတွားရောက်နိုင်ရန်နဲ့လူနာတွေကိုမြို့ကြီးတွေမှာရှိတဲ့ဆေးရုံတွေကိုအချိန်မီပို့ဆောင်နိုင်ဖို့အတွက်ဂရိုးစိတ်တွေဟာအသက်ကယ်လမ်းကြောင်းတွေလည်းဖြစ်ကြပါတယ်။တဘာဝဘေးအန္တရာယ်တွေကြားရောက်လာတဲ့အခါမှာလည်းလှေစိတ်နဲ့ဂရိုးစိတ်တွေဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာပါတယ်။ရေကြီးရေရှမ်းမှုနဲ့ငလျင်ဘေးများကြောင့်ကုန်းလန်းတွေပျက်စီးသွားချိန်မှာကုညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ဆေးဝါးတွေကိုရေလန်းကနေတဆင့်ပို့ဆောင်ဖို့ရာဂရိုးစိတ်တွေဟာအဓိကခြေဆိုင်စခန်းအဖြစ်အသုံးပြုကြပါတယ်။အရေးပေါ်အခြေအနေများမှာပြည်သူတွေကိုဘေးလွတ်ရာလျင်မြန်စွာရွှေ့ပြောင်းပေးနိုင်တဲ့ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ဂရိုးစိတ်တွေဟာသွာလာရေးအတွက်ဒါမကခီးသွားတွေရဲ့ရေပြင်အလှကြည့်ရှုခြင်းဆက်လေစီးအပန်းဖြေခြင်းတို့အတွက်ဆွဲဆောင်မှုရှိတဲ့နေရာတွေဖြစ်လာပါပြီ။ရှေးဟောင်းဂရိုးစိတ်များဟာဒေတာနဲ့သမိုင်းလမ်းကြောင်းယဉ်ကျေးမှုဆိုင်ရာအမှတ်အသားတွေဖြစ်ကျန်ရှိနေပြီးတော့ခီးသွားလုပ်ငန်းကိုထောက်အကူပြုနေပါတယ်။အခုတွေ့မြင်နေရတဲ့လေစိတ်ကတော့
ဒါရန်ကုန်မြို့ကြီးရဲ့တမိုင်းကျောင်းနဲ့အတူတူတမိုင်းဝင်စွာတည်ရှိနေစေဖြစ်တဲ့ပန်းဆိုးတန်းလှေစိတ်ပဲဖြစ်ပါတယ်ရန်ကုန်မြို့ပေါ်မှာတည်ရှိနေတဲ့ပန်းဆိုးတန်းစိတ်ကန်းဟာဒီဗြိတိရှကိုလိုနီခေတ်ကနေပြီးတော့ဒါယနေ့ထက်တိုင်ရန်ကုန်မြို့ရဲ့စီးပွားရေးလမ်းပန်းဆက်သွယ်ရေးနဲ့တမိုင်းဝင်အမွေနှစ်တွေကအရေးပါတဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်19ရာစုနှောင်းပိုင်းဗြိတိရှကိုလိုနီခေတ်မှာရန်ကုန်မြို့ကိုခေတ်မီစိတ်ကမ်းမြို့ကြီးအဖြစ်ပုံဖော်ရမှာပန်းဆိုးတန်းစိတ်ကမ်းဟာအဓိကဗဟိုချက်ဖြစ်လာခဲ့ပါတယ်ပန်းဆိုးတန်းစိတ်ကမ်းပဝင်းကျင်နဲ့ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာရှိတဲ့ကိုလိုနီခေတ်အဆောက်အအုံတွေဟာဗြိတိရှခေတ်ရဲ့ဗိတုကလက်ရာတွေကျန်ရှိရာဒေသတစ်ခုဖြစ်ပြီးတော့ရန်ကုန်မြို့ရဲ့မြို့ပြအမွေအနှစ်စည်းရင်းမှာအရေးပါတဲ့အစိပ်ပိုင်းကနေပါဝင်လျက်ရှိပါတယ်။ဒီနေ့ထက်တိုင်အောင်လဲဒလားမြို့နဲ့ရန်ကုန်မြို့မကြီးကိုဆက်သွယ်ပေးထားတဲ့သမိုင်းဝင်ပန်းဆိုးတန်းဒလဂရိုးစိတ်မြစ်ကမ်းအဖြစ်အသုံးပြုနေစေဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့မြစ်ကတော့ရန်ကုန်မြစ်ဖြစ်ပါတယ်။ရန်ကုန်မြစ်ဟာပဲခူးမြစ်နဲ့လှိုင်မြစ်လို့ခေါ်တဲ့မြစ်မခမြစ်တို့ပေါင်းစုံရာကနေစတင်ဖြစ်ပေါ်လာတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။မြမသမိုင်းနဲ့စီးပွားရေးမှာအလွန်အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီမြို့အနီးကနေစတင်စီးဆင်းလာတဲ့မြစ်မခမြစ်ဟာအောက်ပိုင်းမှာလှိုင်မြစ်အဖြစ်ပြောင်းလဲသွားပြီးတော့အဲဒီကနေတဆင့်ရန်ကုန်မြို့အနီးပဲခူးမြစ်ကမာကစစ်ချောင်းတို့နဲ့ပေါင်းစုံကရန်ကုန်မြစ်အဖြစ်ပေါ်လာပါတယ်။ဒီရန်ကုန်မြစ်ကြီးဟာမိုင်40ခန့်ဆက်လက်စီးဆင်းသွားပြီးတဲ့နောက်မုဒ္ဓမခွေးကနေတဆင့်ကပ်ပလီပင်လယ်တွင်းကိုစီးဝင်သွားပါတယ်။ရှေးရခင်ကဒဂုံလို့ခေါ်တွင်ခဲ့တဲ့တန်ငါရွာလေးကနေ1955ခုနှစ်အလောင်းမင်းတရားကြီးဦးအောင်ဇေယျကအောက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးတော့ရန်ကုန်လို့အမည်ပြောင်းလဲခြင်းကစပြီးတော့ဒီရန်ကုန်မြစ်ကြီးဟာလည်းထင်ရှားကြော်ကြားလာခဲ့ပါတယ်1852ခုနှစ်အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီးမှာဗြိတိရှတို့ဟာရန်ကုန်မြစ်ကမ်းဘေးမှာခေတ်မီစိတ်ကမ်းနဲ့မြို့ကွက်ကိုစနစ်တကျတည်ဆောက်ခဲ့ကြပါတယ်ထိုချိန်ကစပြီးတော့ရန်ကုန်မြစ်ဟာမြန်မာနိုင်ငံရဲ့ပို့ကုန်သွင်းကုန်အဓိကထွက်ပေါက်ဖြစ်လာခဲ့ပါတယ်ရန်ကုန်မြစ်ဟာရေနက်စိတ်ကမ်းမဟုတ်ပေမဲ့လည်းမြန်မာနိုင်ငံရဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှု90%ခန့်ကိုယနေ့ထိတိုင်လက်ခံဆောင်ရွက်ပေးနေတဲ့အဓိကစိတ်ကမ်းမြို့လည်းဖြစ်ပါတယ်။မြစ်ရဲ့နှစ်ဖက်ကမ်းရန်ကုန်မြို့တွင်းနဲ့ဒလားတို့ကိုဆက်သွယ်ပေးထားတဲ့ကိုရီးယားမြန်မာချစ်ကြည်ဒလားတရားနဲ့ရန်ကုန်နဲ့တန်လင်းမြို့ကိုဆက်သွယ်ပေးထားတဲ့တန်လင်းတရားတို့ဟာဒီရန်ကုန်မြစ်ကြီးပေါ်မှာဖြတ်တန်းတည်ဆောက်ပြီးတော့လူမှုအကျိုးစီးပွားကိုအကျိုးပြုနေတာလည်းဖြစ်ပါတယ်။ဒီရန်ကုန်မြစ်ကြီးဟာယနေ့ထက်တိုင်မြို့နေလူထုနဲ့ရန်ကုန်မြို့ထိစပ်နေတဲ့နယ်နိမိတ်အတွင်းမှာရှိကြတဲ့မြို့နယ်တွေရဲ့အများပြည်သူကိုယနေ့ထက်တိုင်အကျိုးပြုနေစေမြစ်တစ်စိမ်းလည်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီရန်ကုန်မြစ်ကြီးကိုလည်းထိမ့်သိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါတယ်။အားလုံးကိုခြုံငုံပြောရရင်တော့လှေစိတ်တွေနဲ့ဂရိုးစိတ်တွေဟာရေပြင်နဲ့ကုန်းမြေကိုဆက်သွယ်ပေးုံများမဟုတ်ပဲလူအများရဲ့အနာဂတ်စီးပွားရေးကျန်းမာရေးနဲ့ပညာရေးတွေကိုဆက်သွယ်ပေးထားတဲ့တမိုင်းဝင်အခြေခံအဆောက်အုံတွေပဲဖြစ်ပါတယ်။ဒါကြောင့်လှေစိတ်ဂရိုးစိတ်တွေကိုခင်မီအောင်အဆင့်မြင့်တင်ခြင်းဘေးအန္တရာယ်ကင်းရှင်းအောင်စီမံခန့်ခွဲခြင်းတို့ဟာဒေတာတစ်ခုရဲ့ဗတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုဝင်ဖြစ်ကြောင်းပြောကြရင်ဗီဒီယိုကိုအဆုံးသတ်ခွင့်ပြုပါခင်ဗျာဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်အားလုံးနေကောင်းကျန်းမာကြပါစေ